ခုတော့မပတ်ခက်ကတန်တီရီလာဆိုတာကိုမယုံသေးကဖြစ်လာတဲ့ဇာတိတို့ကတော့တန်လျာတွေနဲ့မကင်းပြစ်နေခဲ့ပြီအိမ်မရဘူးဆိုပြီးတော့မှကောညလို့ရတဲ့ထိုင်တော့ပြီးတော့မှအေကားနဲ့မှအိပ်ပျော်နေတဲ့အချိန်မှာမနဲ့မိုးလေးတော့ကောင်းနေကြိုက်ခင်းနေတာနဲ့တောဆိုင်ကိုစောင်းရှုံနေတဲ့တော်ကြီးကို black coffee တော့ခွတ်ဆိုပြီးတော့မှကိုပြောတဲ့အချိန်မှာတော့မပိုင်ခက်ကနေပြီးတော့ဦးနဲ့နောက်ပြီးတော့မှကြည်တဲ့အချိန်မှာ coffee တောက်တော့မကောင်းဘူးအချစ်တစ်ခုတောက်ဆိုပြီးတော့မှပြောတဲ့အချိန်မှာတော့တော်လေးကိုအံ့ဩနေခဲ့ပြီပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တန်တီရီကနေပြီးတော့မှခုလိုမျိုးမောင်းအဲ့လိုမျိုးမတောက်နဲ့ juice ကိုတောက်ရတယ်ဆိုပြီးတော့မှပြောခဲ့တဲ့ပုံစံအတိုင်းကိုဖြစ်နေခဲ့တာပဲဖြစ်တယ်။တော်တော်များများကမပတ်ခက်ပြောသမျှအရာတိုင်းကတော့တန်တီရီကဇာနီတက်ကိုပြောနေခဲ့တဲ့ပုံစံမျိုးအတိုင်းကိုပြောတာကတော်တော်များများကိုသတိထားမိစရာဖြစ်နေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။တကယ်လို့သာမပတ်ခက်ကသူဆုံးတရားတစ်ခုခုခက်ခဲပြသွားခဲ့မယ်ဆိုလို့ရှိရင်ဒေါက်တာမိုးတူလင်ကတော့အများအားကိုကြီးဖို့အသေးပဲရှိနေတယ်ဒီလိုနဲ့တယောက်နဲ့တယောက်တန်တရားနဲ့မကင်းဖြစ်နေကြတဲ့ခြားထဲမှာမိုးတူလင်ကနေပြီးတော့မှတော်ဆိုင်တော်ကြီးကိုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်အဲ့ဒါလိုနဲ့ရောက်ရှိသွားကြတဲ့အချိန်မှာသူကခိုးကြောင်ခိုးပဲနဲ့ရောက်ရှိလာခဲ့တယ်ဆိုပေမဲ့လည်းတကယ်တော့အဲ့ဒီနေရာမှာမေစုကပါရောက်ရှိနေခဲ့ပြန်တာပဲဖြစ်တယ်နောက်မိုးတူလင်ကနေပြီးတော့မှပုံပြီးတော့မှကိုမပတ်ခက်ကိုစာပို့နေခဲ့ပြီဖြစ်တယ်အဲ့လိုမျိုးမက်ဆေ့ပို့ပြီးတော့မှခုချိန်မှာအင်ရောကြီးတဲ့မှာတယောက်တည်းကြောင်ပိတ်မိနေပြီမေစုကပါရောက်နေပြီဆိုပြီးတော့မှပြောတဲ့အချိန်မှာသူကနေပြီးတော့မှသူကဖုန်းလမ်းဆက်ပြီးတော့မှပြန်လဲခေါ်လိုက်တာကြောင့်လွတ်မြောက်သွားခဲ့ပြန်တာပဲဖြစ်တယ်ခုလိုမျိုးမပတ်ခတ်လုံးကြံတော့မဲ့အနေထားတွေကိုတစ်ဖက်တစ်လမ်းကနေပြီးတော့မှကိုကြီးပေးနေတဲ့မိုးသူလွင်ပဲဖြစ်ပါတယ်ခုလိုမျိုးသူရဲ့ဆရာတော်လည်းကောင်းသူရဲ့မိတ်ဆွေတော်လည်းကောင်းသူရဲ့ဘဝတွေကိုနားလည်ပြီးတော့မှတကယ်တမ်းပြောရရင်နားလည်ပြီးတဲ့ဆိုတာထက်မိုးသူလွင်ကတကယ်တမ်းတော့မြို့သမီးချင်းချင်းကိုသဘောကျနှစ်သက်နေတဲ့သူတယောက်ဆိုတော့ပတ်ခတ်နဲ့အတူတူနေခဲ့တာပဲဖြစ်တယ်တကယ်တမ်းတော့ပတ်ခတ်ကသူကတစ်ဖက်သဘောကျနှစ်သက်နေခဲ့တာပဲဖြစ်တယ်ဒါတွေကြောင့်လဲသူကတစ်ဖက်တစ်လမ်းကလည်းပြောင်းလဲကိုကြီးခဲ့တာပဲဖြစ်တယ်အဲ့ဒါလိုနဲ့စာနီတက်ကို6ထဲမှာတွန်းပြီးတော့မှအသေးတက်ခဲ့တဲ့ပုံစံအတိုင်းပြန်လဲလောက်ရမယ်အခိုက်အတန့်တွေကိုတပြေးပြေးနဲ့ရောက်ရှိလာခဲ့ပြီပဲဖြစ်တယ်မပတ်ခတ်ခေါ်တန်သူရီကတော့စာနီတက်ကိုတပ်ဖို့ကအတော်လေးကိုစိတ်ပြန်ထန်နေခဲ့ပြီပဲဖြစ်တယ်အေကန်ထဲမှာရက်မိုးပြီးတော့မှအိပ်ပျော်နေတဲ့အချိန်မှာဘာသာလက်ကိုကင်ပြီးတော့မှစာနီတက်ကိုတပ်ဖို့တီကိုတော်လေးကိုစိတ်ပြန်ထန်နေခဲ့တယ်ဒါပေမဲ့ထိုးခဲ့ပေမဲ့သူ့ကိုထိအောင်မထုတ်ဘဲနဲ့ခေါင်းကိုသာထိအောင်ထိုးခဲ့လိုက်တာပဲဖြစ်တယ်တကယ်တမ်းတော့ဒီလိုမျိုးမထုတ်လိုက်တဲ့အကြောင်းအရာကတော့သူ့ကိုတက်တဲ့ဖြစ်သွားမှအကြောင်းပဲဖြစ်တယ်သူ့ကိုတတ်ခဲ့တယ်လို့မျိုးမျက်မြင်သက်သေမရှိတဲ့နေရာမှာပဲပြန်လဲတိုက်ချင်ခဲ့တာကြောင့်လည်းဖြစ်တယ်အဲ့ဒါလိုနဲ့အပေါ်တက်ပြီးတော့မှကထွားနေတယောက်တည်းတီးခတ်နေခဲ့ပြီးတော့မှအဲ့ဒါကိုကြားပြီးတော့မှအချင်းမူတူနဲ့ရမမှုနဲ့ထားလာပြီးတော့မှဘာလဲဆိုပြီးပေါ်တက်ပြီးထားကြည့်လိုက်တဲ့အဲ့ဒါလိုနဲ့ခြံဆောင်တဲ့အတော်ကြီးကလည်းထားပြီးတော့မှမိရင်လေးနဲ့ထားကြည့်လိုက်တဲ့ချိန်မှာသူတို့ရောက်ဝင်တိုက်ပြီးတော့မှကလမ်းနေကြခဲ့တာပဲဖြစ်တယ်အဲ့ဒါလိုနဲ့အခါနဲ့ရောက်တော့လဲဒီလဆတ်တော်ကလှုပ်နေုံမရှိတယ်လူကတော့မတွေ့ဘူးဒီလိုနဲ့ရောက်နေတဲ့အတန်းနဲ့ရတယ်မကင်းဖြစ်သွားခဲ့ကြပြန်ပြီပဲဖြစ်တယ်စာနီတက်ကတော့တေဖို့ကတော့အမြဲတမ်းကိုနီးစပ်နေခဲ့ပြီးလို့လေဆိုရတော့မှာပဲ